တောအုပ်ကြီးရဲ့အလဲကနဟာပြင်ကြီးတိရစ္ဆာန်လေးတွေပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတယ်တနေ့တော့ကျင်းသိမင်းကြီးကြေညာချက်ထုတ်တယ်ငါဟာတောမင်းဖြစ်တယ်နေတိုင်းတိရစ္ဆာန်တကောင်ကငါစီလာပြီးအစာကျွေးရမယ်မလားယင်တောထဲကအကုန်လုံးကိုကိုက်တက်မယ်တိရစ္ဆာန်တွေကြောက်လန့်တကြားဖြစ်ကုန်တဲ့နေ့စဉ်တိရစ္ဆာန်တကောင်ကြစီကျင်းသိမင်းစီအစာဝင်ကျွေးရတယ်တောထဲမှာတိရစ္ဆာန်တွေအားလုံးစိုးရိမ်စိတ်နဲ့ပေါ်တနေ့မှာယုံကလေးဖြူဖြူအလှည့်ရောက်လာတယ်တိရစ္ဆာန်တွေကတနာစရာယုံကလေးချင်းသိမင်းစီသွားရတော့မယ်လို့တနာနေကြတယ်ဖြူဖြူစဉ်းစားလိုက်တယ်သူ့မှာစိတ်ကူးတစ်ခုပေါ်လာတယ်သူရဲရဲဝံ့ဝံ့နဲ့ချင်းသိမင်းစီထွက်လာခဲ့တယ်ဒါပေမဲ့သွားရင်လမ်းမှာခဏနှောင့်နှေးနေတဲ့ချင်းသိမင်းကဒေါသတကြီးနဲ့ဘာလို့နောက်ကျတာလဲမင်းကိုစောင့်ရတာငါဝမ်းပိုက်ကစားလာပြီလို့အော်တယ်ဖြူဖြူကလှုပ်ရှားမရှိပဲရဲရဲရင်းရင်းနဲ့ရက်နေတဲ့ဖြူဖြူလေးလေးစားစားနဲ့ပြန်လျှောက်တယ်အရှင်မင်းကြီးကျွန်တော်လာတဲ့လမ်းမှာချင်းသိတကောင်နဲ့တွေ့လို့ပါသူကကျွန်တော်ကိုဖမ်းစားဖို့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်ကအရှင်မင်းကြီးစီလာရမယ့်သူပါဆိုပြီးပြောလိုက်တယ်ဟင်ချင်းသိတကောင်လားဒီတော့ထဲမှာငါကလွဲလို့ချင်းသိမရှိဘူးလို့ချင်းသိမင်းကအံ့ဩစွာမေးတယ်ဖြူဖြူကဟုတ်ကဲ့သူကအရှင်းထက်တောင်ကြီးပြီးကြောက်စရာကောင်းပါတယ်ကျွန်တော်သူ့ကိုပြပေးလို့ရပါတယ်ချင်းသိမင်းဒေါသအရန်ထွက်သွားတယ်ဖြူဖြူကချင်းသိမင်းကိုရေရင်းနားခေါ်သွားတယ်အရှင်မင်းကြီးဒီထဲမှာသူဒီမှာရှိတယ်လို့ပြောတယ်ချင်းသိမင်းရေရင်းထဲကိုငုံကြည့်တယ်အထဲမှာသူ့ရဲ့အရေးကိုမြင်ရတယ်သူကချင်းသိတကောင်ထင်ပြီးအော်ဟစ်ကခုံဝင်သွားတယ်ရေနဲ့တဲ့တွင်းထဲမှာချင်းသိမင်းနစ်မြုပ်သွားတယ်တောသူတောသားတွေလွတ်မြောက်သွားပြီးပျော်ပွဲဆင်နေကြတယ်